ဟိုလေဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်ဗျဒီလိုမျိုးပေါ့လေ့ကျင့်ခံလုပ်တဲ့အခါကိုတုံးတဲ့ခွန်အားနဲ့အားထုတ်မှုကအရင်တိုင်းပဲဆိုပါစို့ဒါပေမဲ့ဒီတစ်ပတ်မှာကြွတ်သားတွေတက်လာပြီးနောက်တစ်ပတ်လောက်လည်းကြားတော့ဘာလို့မတီးပဲအရင်ကိုပင်ပန်းနွမ်းနေပြီးတော့ဟိုလေဖျားချင်သလိုတောင်ဖြစ်သွားတယ်ဆိုရင်ယုံမလားလားအဲ့ဒါကလူတော်များများအတွက်အထူးသဖြင့်လူဦးရေရဲ့တဝက်လောက်အတွက်က theory တခုမဟုတ်ဘူးလေ lesson ကြုံတွေ့နေရတဲ့လက်တွေ့ဘဝကြီးဖြစ်နေတာပေါ့ဟုတ်တယ်ဗျပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကကားတစ်စီးပြတ်သွားရင်စက်ပင်ဆရာစီတွားပြတယ်လေသူကအင်ဂျင်ကိုကြည့်မယ်လိုအပ်တဲ့အစိပ်ပိုင်းကိုအစားထိုးလဲလိုက်မယ်အဲ့ဒီမှာတင်ကိစ္စပြတ်သွားတာပဲတိတ်ကိုရှင်းလင်းပြတ်သားလွန်းတယ်ပြဿနာကကျွန်တော်တို့လူတွေကကိုယ်ခန္ဓာကိုယ်တွေကိုလည်းအဲ့ဒီလိုစိတ်ရန်တရားတွေလိုပဲသဘောထားတတ်ကြတာပဲလားဘယ်လိုပြောမလဲအားလုံးအတွက်ပုံတွေကချက်တွက်လို့ရတယ်လို့ထင်တတ်ကြတယ်ပေါ့နော်ဟုတ်တယ်တချို့စိမ့်အားတစားတဲ့လေ့ကျင့်ခံလုပ်တဲ့နေရာတွေမှာဆိုရင်လေလူတိုင်းရဲ့အတွက်ကိုင်းညီမဲ့ပုံတင်နီးထူတဲ့ရှိတယ်လို့ယူဆထားတတ်ကြတာအများများတယ်ရှင်အဲ့မှာတင်လွဲတာပဲဒါဟုတ်ဗျာအဲ့ဒါကြောင့်ပဲဒီနေ့ကျွန်တော်တို့တေချာလေးဖြည့်ကြည့်မဲ့ဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဟာအမျိုးသားတွေရဲ့ခန္ဓာကိုယ်အသေးစားလေးတွေမဟုတ်ဘူးဆိုတာကိုတက်တေပြဖို့ပါပဲဒီအာကစားတက်ပန် January ရဲ့ဇီဝကမဗေဒသူတေသနာစာတမ်းတွေရဲ့နဲ့သဖြင့်အမျိုးသမီးတွေရဲ့ဟော်မုန်းဆက်ဝန်ကလေ့ကျင့်ခန်းစွမ်းဆောင်ရည်ပေါ်ဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုရှာဖွေသွားမှာပါကဲဒါကိုတေချာလေးဖြည့်ကြည့်ရအောင်ဗျာဟော်မုန်းနဲ့လေ့ကျင့်ခန်းကြားကဆက်ဆက်မှုကတကယ်တမ်းဘယ်လိုပုံစံမျိုးအလုပ်လုပ်နေတာလဲဒီမှာအထူးခြားဆုံးအချက်ကတော့လေခန္ဓာကိုယ်ကစွမ်းရင်ကိုဘယ်လိုလောင်ကျွမ်းအသုံးချတယ်လဲဆိုလဲအပိုင်းမှာပဲတချို့က fuel shift လို့လည်းခေါ်ကြတယ်ပေါ့နော်လေ့ကျင့်ခန်းလုပ်ရမှာအမျိုးသားနဲ့အမျိုးသမီးကွာခြားချက်ကိုနားလည်ဘူးဆိုရင်ဒီအခြေခံချက်ကနေစတင်ရပါမယ်ဟုတ်ကဲ့ပုံမှန်အချင်းဟော်မုန်းနဲ့ကာလာပေါ့နော် low hormone phase မှာဆိုရင်ခန္ဓာကိုယ်ကြီးကကာဘိုဟိုက်ဒရိတ်တွေကိုအလွယ်တကူရယူပြီးအသုံးချနိုင်စွမ်းရှိပါတယ်ဒါကြောင့်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ဖို့အတွက်လိုအပ်တဲ့လောင်စာကိုချက်ချင်းရနိုင်တဲ့အနေအထားမှာရှိနေတာပေါ့ဒါပေမဲ့မျိုးအကျွေးပြီးနောက်ပိုင်းဟော်မုန်းများတဲ့ကာလာလူတီရဲ့ကာလာလို့ခေါ်တဲ့အချင်းကိုရောက်သွားတဲ့အခါဇလန်းကလုံးဝပြောင်းသွားပါပြီနေပေါင်းဘလို့ပြောင်းသွားတာလဲဗျကာဘိုဟိုက်ဒရိတ်တွေကိုဆက်မသုံးတော့ဘူးလားသုံးကျင်တာပေါ့ဒါပေမဲ့သုံးလို့စိတ်မရတော့တာရှင်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်မှာ estrogen ဟော်မုန်းကတိတိတသာမြင့်တက်လာတယ်လေဟုတ်ပြီ estrogen ကခန္ဓာကိုယ်ကိုအဆီလောင်ကျွမ်းတဲ့စက်ရုံအဖြစ်အသွင်ပြောင်းလိုက်ပါတယ်အဆီလောင်ကျွမ်းတာကောင်းတယ်လို့ထင်စရာရှိပေမဲ့တကယ် estrogen က glycogen လို့ခေါ်တဲ့ carbohydrate type တွေကိုမသုံးပေးပဲခြေရာထားဖို့ညွှန်ကြားလိုက်ကြပါရှင်အဲ့ဒီလိုလားဟုတ်တယ်လीဆိုလိုတာက carbohydrate တွေကခန္ဓာကိုယ်ထဲမှာရှိနေသေးတယ်ဒါပေမဲ့ estrogen ကအဲ့ဒီတစ်ခါကိုတော့ခတ်လိုက်တဲ့အတွက်လိုဆွဲယူသုံးဆွဲလို့မရတော့ဘူးဖြစ်သွားတာအဲ့ဒီတော့ခန္ဓာကိုယ်ကအဆီကိုပဲအားပြုပြီးလောင်ကျွမ်းရတာမို့ပြဿနာကအဆီကိုစွမ်းရင်အဖြစ်ပြောင်းလဲတဲ့လုပ်ငန်းစဉ်ဟာကာဘိုဟိုက်ဒရိတ်ကိုပြောင်းလဲတာချက်အများကြီးပို့ပြီးတော့နှေးကွဲပါတယ်ရှင်နေပါအောင်စဉ်းစားကြည့်ဗျာကျွန်တော်တို့ကအမြန်ပြေးတဲ့ spring လိုမျိုးဒါမှမဟုတ်အလေးပင်မော်တဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်နေတဲ့ဆိုပါစို့အဲ့ဒီအချိန်မှာခန္ဓာကိုယ်ကချက်ချင်းလောင်ကျွမ်းလွယ်တဲ့ကာဘိုဟိုက်ဒရိတ်ကိုအရေးပေါ်လိုအပ်နေတယ်လीဒါပေမဲ့ခန္ဓာကိုယ်က estrogen ကြောင့်အဲ့ဒီကာဘိုဟိုက်ဒရိတ်တခါကိုတော့ခတ်ထားပြီးနေခွေးတဲ့အဆီလောင်ကျွမ်းမှုဘက်ကိုရောက်နေတယ်ဆိုရင်ခန္ဓာကိုယ်ကနိုင်ရန်တစ်ခုကိုဝင်တိုင်းမိတယ်လို့ရက်တန့်သွားမှာပဲပေါ့တကယ်ကိုအဲ့လိုခဲ့သွားလားဒါကစက်တက်မခိုင်မာလို့ဒါမှမဟုတ်စိတ်အားထက်တမ်းမှုမရှိလို့မဟုတ်ဘူးဗျာဇီဝကမဗေဒအရလောင်စာစီပိုက်လိုင်းကြီးပိတ်ဆုံနေလို့ပဲဘယ်လိုပြောမလဲဒါဟာသစီကားတစ်စီးကိုဒီဇယ်စီထည့်မောင်းဖို့စ조사နေတယ်လို့ပဲမဟုတ်ဘူးလေအင်ဂျင်ကချက်ချင်းလောင်ကျွမ်းမဲ့သက်စီကိုလိုချင်နေတယ်ဒါပေမဲ့နှီးဝဲတဲ့ဒီဇယ်စီပဲရနေတဲ့အခြေအနေမျိုးပေါ့တကယ်ကိုထိရောက်တဲ့နိုင်ရှင်ချက်ပါပဲရှင်အဲ့ဒီလိုလောင်စာမကိုင်ညီမိုးတွေထင်းနေတဲ့ကြတဲ့နောက်ထပ်ထူးခြားတာတစ်ခုကအဲ့ဒီဟော်မုန်းများတဲ့ကာလမှာခန္ဓာကိုယ်ရဲ့နားနေစဉ်ဇီဝကမဖြစ်စဉ်နှုန်းကလည်းမြင့်တက်လာတတ်ပါတယ်ဟာလားဘာလို့လဲဗျဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ကတန်တေသားလောင်းတွေကနိုင်ဖို့တားဟိန်နိုင်ရင်လိုမျိုးအတွင်းပိုင်းတ िश ူးတွေကိုအထက်တိဆောက်ဖို့စ조사နေလို့ပါပဲဒီလိုတိဆောက်ဖို့အတွက်ကာဘိုဟိုက်ဒရိတ်အပြင်ဇင်းနဲ့မက်ဂနီဆီယမ်လိုအာဟာရဓာတ်တွေကပိုပြီးလိုအပ်လာပါတယ်စွမ်းအင်နဲ့အများကြီးပိုသုံးနေရတဲ့အချိန်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ဖက်မှာခန္ဓာကိုယ်ကတ िश ူးတွေတိဆောက်ဖို့ကာဘိုဟိုက်ဒရိတ်ပိုလိုအပ်နေတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကြတော့လေ့ကျင့်ခန်းလုပ်တဲ့အခါအဲ့ဒီကာဘိုဟိုက်ဒရိတ်ကို
လွယ်လကူကူအတုံးချဖို့ကြတော့ခက်ခဲနေပြန်တယ်ဒီလိုစွမ်းအင်လိုအပ်ချက်နဲ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုလုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါလေ့ကျင့်ခန်းလုပ်သူတယောက်အနေနဲ့အာရင်ကုန်ခန်းနေတယ်လို့မျိုးဘယ်လောက်ထိဆူဆူရွရွခံစားရနိုင်တယ်လဲဗျ လက်တွေမှာတိုးတိုးလေးကိုတီးပြီးသားတာခံစားရပါတယ်ရှင်။ထာမန်အချိန်တစ်ချက်အများကြီးပိုပင်ပန်းနေတယ်လို့ခံစားရတတ်တယ်လေ။ပုံမှန်မနိုင်တဲ့အလေးကိုမိုးကောင်ကျွတ်သားတွေကတုံရည်နေတာမျိုးပုံမှန်ပြေးနေကြအကွာဝေးကိုပြေးတဲ့အခါမျိုးမှာတော့ခြေလန်းတွေကခဲဆွဲထားတယ်လို့လေးလံနေတာမျိုးကြုံရတတ်တာတယ်။အစိုးဆုံးကတော့ဇီဝကမဘေးတာနောက်ခဏအကြောင်းရင်းကိုနားမလဲတဲ့အခါပေါ့နော်။ငါပြေးနေလို့လားငါလေ့ကျင့်တာမလုံလောက်လို့လားဆိုပြီးကိုအပြစ်တင်ပြီးတကြတာပါပဲ။ ဒါပေါ့ဒါမျိုးကခဏခဏကြုံရတာပဲ တကယ်တမ်းကသူတို့ရဲ့စ조사အားထုတ်မှုရော့ကျသွားတာမဟုတ်ပဲခဏကိုရဲ့စွမ်းအင်လမ်းကြောင်းလေးပြောင်းလဲသွားလို့သာဖြစ်ပါလေရှင် တာကိုတီလိုက်ရတာတော့လေစိတ်သက်သာရစီမဲ့ချက်ပဲဗျာဒါမဲ့ဇလန်ကဒီရင်မဆုံးသေးဘူးလို့ချင်တယ်စွမ်းရင်အပြုံးလဲမှုပြောင်းလဲသွားယုံတယ်မကဘူးဆိုတာကြားဘူးလေဗျာ ဟုတ်ပါတယ်ရှင်ဟော်မုန်းအပြောင်းလဲတွေဟာခန္ဓာကိုယ်ရဲ့အတွင်းပိုင်းကာကွယ်ရေး system ဖြစ်တဲ့ကိုယ်ခံအား system ကိုပါအန်သွက်စရာကောင်းလောက်အောင်ပြောင်းလဲပြပါတယ်ရှင်ပုံမှန်အားဖြင့်ဟော်မုန်းနေတဲ့ကာလမှာဆိုရင်ခန္ဓာကိုယ်ဟာပြင်ပကဝင်ရောက်လာမဲ့ virus နဲ့ bacteria တွေကိုအကောင်းဆုံးတိုက်ဖျက်နိုင်တဲ့အနေအထားမှာရှိနေတာပေါ့နော်ကိုယ်ခံအား system ကရှေ့တောင်မှာအပြည့်အဝတာဝန်ထမ်းဆောင်နေတာပေါ့နော်ဟုတ်ပြီ ဒါပေမဲ့ဟော်မုန်းများတဲ့ကာလကိုရောက်တဲ့အခါမှာတော့ကိုယ်ခံအား system ကအနှဲငယ်ရောကျသွားတတ်ပါတယ်ဘာဖြစ်လို့လဲဗျာခဏကအားနေသွားလို့လား ဟုတ်ပါဘူးရှင်ဒါကတဘာဝတရားရဲ့အစွန်းကိုညံ့ရီမြင့်မားတဲ့အစီအမံတစ်ခုပါစဉ်းစားကြည့်ပါလေဒီကာလဟာခန္ဓာကိုယ်ကကိုယ်ဝင်ဆောင်နိုင်ဖို့ပြင်ဆင်နေတဲ့အချိန်ပေါ့နော်တကယ်လို့မျိုးဥအောင်သွားခဲ့တယ်ဆိုရင်အဲ့ဒီတန်ဒီသားလုံးမှာအမျိုးသားစီကလာတဲ့မျိုးဥစားညားစီရာခိုင်နှုန်းပါဝင်နေပါတယ်ဟာဟုတ်တယ်နော်ပုံမှန်အပြေးကအလုံးနေတဲ့ကိုယ်ခံအားစနစ်ဆိုရင်အဲ့ဒီမားစီရာခိုင်နှုန်းတော့ပြင်ပ DNA ကိုချင်းချောက်မှုတစ်ခုအဖြစ်သတ်မှတ်ပြီးတိုက်ခိုက်ချက်စီးပြမှာသိကြတယ်လေအဲ့ဒီလိုမဖြစ်ရအောင်လို့တန်တီသားကိုလက်ခံနိုင်ဖို့တဘာဝတရားကခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုတမင်တကာဖိနှိပ်ပြီးရှော့ချပေးလိုက်တာပါဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာတာကတော့ဗျာအဲ့ဒီကိုယ်ခံအားစနစ်ပါတော့ကြာသွားသလဲဆိုတဲ့အကြောင်းရင်းပဲတကယ်ကိုခေါင်းထဲမှာမီးလင်းသွားသလိုပါပဲဗျာဒီအချက်ကိုကျွန်တော်တို့နေ့စဉ်လေ့ကျင့်ခန်းလုပ်နေတဲ့အလေးအကျင့်တွေချိတ်ဆက်ကြည့်အောင်လေဟုတ်ကဲ့လူများစုအထူးသဖြင့်လေ့ကျင့်ခန်းယဉ်ကျေးမှုမှာဘယ်လိုပြောမလဲနားရမရှိဘူးတို့နေတိုင်းတင်းတင်းထန်ထန်လို့တို့ဆိုတဲ့တုံအပ်ပေးမှုတွေကအများများတယ်လေဒါပေမဲ့အခုတွေးရှိချက်တွေအရာဆိုရင်ခန္ဓာကိုယ်ကကိုယ်ဝင်ဆောင်ဖို့ပြင်ဆင်နေတဲ့ကာလမှာမျိုးဗီဇအတစ်ကိုလက်ခံဖို့ကိုယ်ခံအားစနစ်ကိုတမင်တကာရှော့ချထားတယ်အဲ့ဒီလိုကိုယ်ခံအားလော့ချနေတဲ့အချိန်မျိုးမှာပုံမှန်အတိုင်းပြင်းထန်တဲ့ hit လို့လေ့ကျင့်ခန်းတွေဆက်လုပ်နေမယ်ဆိုရင်ခန္ဓာကိုယ်ကိုဖျားတွေအများကြီးချက်ပြင်းနေတယ်လို့ဖြစ်မနေဘူးလားလုံးဝဖြစ်နေတာပေါ့ရှင်ဆိုတော့မိမိရဲ့ကိုယ်ခံအားကျဆင်းနိုင်တဲ့အချိန်ကာလကိုသိပြီးလေ့ကျင့်ခန်းအမျိုးအစားကိုပြောင်းလဲဖို့ဥပမာပြင်းထန်မှုလျှော့ချဖို့လိုအပ်တဲ့ဆိုတဲ့အမြင့်တစ်ခုရလာစေတယ်ဗျာတေးချတာပေါ့ရှင်ပြင်းထန်တဲ့လေ့ကျင့်ခန်းတိုင်းကခန္ဓာကိုယ်ရဲ့စိတ်ဖိစီးမှုတစ်မျိုးပါပဲကိုယ်ခံအားစနစ်ကိုတမင်လော့ချခြင်းမှာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့တရှင်ရုပ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေထပ်ထည့်ပြီးလာရင်ခန္ဓာကိုယ်ကပြန်လဲကောင်းမှုမို့ချက်အများကြီးပိုယူရတာပါတယ်ဟုတ်တာပေါ့ပို့ပြီးပဲမှန်းထားတာ哦ဒါပြင်အရေးမိတာဖျားနာတာလိုမျိုးကူးစက်ယောဂတွေဝင်လာနိုင်ချင်လဲတိတိတာတာမြင့်တက်သွားပါတယ်ရှင်ဒါကြောင့်ဒီကာလမှာလေ့ကျင့်ခန်းပြင်းအားကို shock ချတာယောဂလော့တာပေါ့ပါလင်းလျှောက်တာလိုမျိုးပြောင်းလော့တာဟာအရှုံးပေးတာမဟုတ်ပါဘူးကိုယ်ခန္ဓာကိုယ်ရဲ့တဘာဝဆက်ဝနဲ့အညီလိမ္မာပါနဲ့စွာမဟာဖြူဟာချပြီးလေ့ကျင့်တာပဲဖြစ်ပါရဲ့တဘာဝဟော်မုန်းတွေကတော့ကျွန်တော်တို့ရဲ့စွမ်းရည်နဲ့ကိုယ်ခံအားကိုဒီလောက်အထိထိန်းချုပ်ထားနိုင်တယ်ဆိုရင်ကိုယ်တိုင်စတီယာယန်ကိုဝင်ကင်လိုက်တဲ့အခါဘာဖြစ်သွားမလဲဆိုတာတွေးကြည့်စရာပဲဗျာဘယ်လိုမျိုးဆိုလိုတာလဲရှင်ဥပမာဗျာအမျိုးသမီးတန်းပေါင်းများစွာဟာတဘာဝဆက်ဝန်းကိုထိန်းချုပ်ဖို့တန်ဒေတာစီရီကိုတောက်တုံးနေကြတယ်လေဒီလိုပြင်ပခဲ့နီဟော်မုန်းတွေတွန်းပြီးတဘာဝဆက်ဝန်းကြီးကိုရပ်တန့်ထိန်းချုပ်လိုက်တဲ့အခါလေ့ကျင့်ခန်းစွမ်းဆောင်ရည်အပေါ်ဘလို့တက်ရောက်မှုရှိသွားလဲပေါ့ကျွန်တော်တို့ကအင်ဂျင်ကိုပြင်လိုက်တာလားဒါမှမဟုတ် dashboard ပေါ်ကအချက်ပြမီးကိုရိုက်ခွဲလိုက်တာလားဒီအချက်ကိုပိုကျဲပြန့်တဲ့ရှုထောင့်ကနေချိတ်ဆက်ကြည့်မယ်ဆိုရင်ပေါ့နော်တန်ဒေတာဆေးတွေဟာတဘာဝဟော်မုန်းအတက်အကျတွေကိုထိန်းချုပ်လိုက်ရုံတည်းမကပါဘူးတန်ဒေတာဆေးတောက်တုံးခြင်းဟာခန္ဓာကိုယ်ရဲ့အောက်ဆီဂျင်အသုံးချနိုင်စွမ်း VO2 max ကိုပါတိတိတသာကျဆင်းစေကြောင်းတုတေသနရဖော်ပြနေပါတယ်ရှင်တကယ်ကြီးလားအဲ့ဒါကတော်တော်အရေးကြီးတယ်နော်
ဟုတ်တယ်လေကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း VO2 max ဆိုတာလေ့ကျင့်ခန်းလုပ်နေစဉ်မှာခန္ဓာကိုယ်ကအောက်ဆီဂျင်ကိုဘယ်လောက်ထိထိရောက်ရောက်သုံးစွဲနိုင်တယ်လဲဆိုတဲ့အမြင့်ဆုံးမြင့်နာချက်ပါပဲအခုမှတ်တမ်းတွေရဆိုရင်တန်တေတာဆေးထဲကဓာတုဟော်မုန်းတွေဟာသွေးကြောထဲကသွေးရည်ချီပမာဏကိုပြောင်းလဲစေပြီးနှလုံးကသွေးညှစ်ထုတ်နိုင်စွမ်းကိုအနည်းငယ်လွှတ်ကျစေပါတယ်ဒါကြောင့်အောက်ဆီဂျင်ပို့ဆောင်မှုနှီးကွေးသွားပြီး VO2 max ကျဆင်းသွားရတာပါရှင်ဒါဆိုရင်ခန္ဓာရည်ပိုင်းမှာတော်တော်လေးထိခိုက်သွားမဲ့တဘောပေါ့နော်ခွန်အားပိုင်းမှာတော့ဘယ်လိုအခြေအနေရှိလဲဗျဒီနေရာမှာနောက်ထပ်ထူးခြားတဲ့စန့်ကျင်ဘက်ခြေအနေတစ်ခုရှိသေးတယ်ရှင်တန်တေတာဆေးသုံးဆွဲသူတွေမှာလေ့ကျင့်ခန်းကြောင့်ကြွတ်သားထုပမာဏကြီးထွားလာတာကိုတွေ့ရနိုင်ပါတယ်ဒါပေမဲ့တကယ့်လက်တွေ့အားရင်တိုးတက်မှုဆိုလိုတာကလက်တွေ့အသုံးချနိုင်တဲ့ခွန်အားကတော့တက်မလာတာမျိုးထင်နိုင်ပါတယ်နေပါဦးဗျာဒါကနည်းနည်းတော့ထူးဆန်းနေတယ်ကြွသားတွေကြီးလာရင်ပိုတမာလာရမယ်လို့ကျွန်တော်တို့ကထင်ထားကြတာလीပုံပဲဆိုရင်တော့အဲ့ဒီလိုပေါ့နေဆိုတဲ့သဘောပေါ့ဘယ်လိုပြောမလဲဒါကွန်ပျူတာကလုံးကို hardware အသစ်တွေတက်ဆင်ပြီးအဆက်မြင့်လိုက်ပြီးမဲ့ internet line ကဟိုရင်ခက်က dial app line ဟောင်းကြီးသုံးနေရတယ်လို့မျိုးပဲပေါ့ဗျာအရွယ်စားကြီးလာပြီးမဲ့အချက်ပြစနစ်ကအားနေနေယူလုံးသာရှိပြီးတကယ်အင်အားမရှိဘူးဆိုတဲ့သဘောမျိုးလားဗျာအတိအကျပါပဲရှင်အမြင်အားဖြင့်ကြွသားထူပမာဏတိုးလာတာမှန်ပေမဲ့အဲ့ဒီကြွသားတွေကအာရင်ကိုအပြည့်အဝထိုးပြနိုင်စွမ်းမရှိတာပါဘာလို့လဲဆိုတော့ခွန်အားဆိုတာကြွသားရွယ်ဆိုင်တစ်ခုတည်းအပေါ်မူတည်တာမဟုတ်ပေအာယုံကြိုစနစ်နဲ့ကြွသားတွေကြားကအခြေအဆက်အပေါ်မှာအများကြီးမူတည်နေလို့ပါပဲသဘောပေါက်ပြီသနေတာဆေးတွေကခန္ဓာကိုယ်ရဲ့တဘာဝ testosterone လိုမျိုး androgen hormone ထုတ်လို့မှုကိုဖြည့်နေထားတတ်ပါတယ်ရှင်ဒီဟော်မုန်းတွေကအာယုံကြောစနစ်တွန့်ပြောင်မှုတော့အရင်ကအရေးကြီးတယ်လေဟုတ်ကဲ့ဒါကြောင့်ပင်မဟော်မုန်းတွေဝင်လာတဲ့အခါမန်ရှင်းမှာကြည့်ရင်တိုးတက်လာတယ်လို့ထင်ရပေမဲ့တကယ်လေ့ကျင့်ခန်းကွင်းထဲရောက်တဲ့အခါပိုလေးတဲ့ຢာတွေကိုမှတ်တဲ့အခါစွမ်းဆောင်ရည်ကတက်နေတာဒါမှမဟုတ်ကျဆင်းနေတာမျိုးကိုကြုံတွေ့ရတတ်ပါတယ်ရှင်ဒါဆိုရင်ဒါတွေအလုံးကဘာကိုဆိုလိုတာလဲဆိုတော့ဒီလိုစိန်ခေါ်မှုတွေအတက်အကျတွေခံမရခဲ့တဲ့အခြေအနေတွေရှိနေပေမဲ့လည်းကျွန်တော်တို့လုံးဝလက်ညှော့အရှုံးပေးလိုက်ဖို့မဟုတ်ပါဘူးဒါပေါ့ရှင်အရှုံးပေးစရာမလိုပါဘူးအားကစားသမားတွေဟာတခါလေစွမ်းဆောင်ရည်အရန်ကောင်းပြီးတခါလေဘာလို့အရင်ကုန်ခံနေတယ်လဲဆိုတာကိုနားလည်သွားပြီဆိုရင်ငါပဲညံ့လို့လားဆိုပြီးမိမိကိုယ်ကိုအပစ်တင်နေတာမျိုးတွေပျောက်ကင်းသွားနိုင်ပါတယ်ဗျာအတိပညာဆိုတာအင်အားပဲလေဒီအချက်လက်တွေကိုမှန်ကန်စွာတုံးချတတ်ရင်ဒါအားနည်းချက်တစ်ခုမဟုတ်တော့ပဲကိုယ့်အတွက်အားစာချက်တစ်ခုတော့ဖြစ်လာနိုင်တယ်မဟုတ်လားဟုတ်တာပေါ့ဆိုတော့မနှက်ဖြန်ဂျင်သွားမဲ့သူတွေအတွက်ဒီအချက်လက်တွေကိုဘယ်လိုလက်တွေအသုံးချနိုင်မလဲဗျာလုံးဝမှန်ကန်ပါတယ်ချက်မိမိရဲ့ဟော်မုန်းဆက်ဝန်းကိုတိတိကျကျခြေရာခံနားလည်ထားမယ်ဆိုရင်လေ့ကျင့်ခန်းနဲ့အာဟာရကိုစနစ်တကျချိန်ကြီးလို့ရသွားပါပြီလက်တွေအသုံးချနိုင်တဲ့နည်းလမ်းတွေရှိပါတယ်ဥပမာလေဖြော့ပြပါဥပမာဟော်မုန်းများတဲ့ကာလမှာအစာချေဖြတ်မှုနေခွေးပြီးကာဘိုဟိုက်ဒရိတ်စုပ်ယူဖို့ခက်ခဲနေလေဆိုရင်အစာမာရီစားမဲ့အစာအရေပုံစံကာဘိုဟိုက်ဒရိတ်တွေကိုအစာထိုးတောက်တုံးတာမျိုးလုပ်နိုင်ပါတယ်ကောင်းတဲ့နည်းလမ်းပဲဒါပြင်လေ့ကျင့်ခန်းအစီအစဉ်ကိုလည်းပြောင်းလဲနိုင်ပါလေရှင်ဟော်မုန်းနဲ့ပြီးကာဘိုဟိုက်ဒရိတ်အလွယ်တကူတုံးလုံးရတဲ့အခြေမျိုးမှာအလေးပတ်မသားတွေပြင်းထန်တဲ့ hit လေ့ကျင့်ခန်းတွေလုပ်ပြီးတော့ဟော်မုန်းများပြီးကိုယ်ခံအားကျနေတဲ့အချိန်မျိုးမှာတော့ပုံမှန်အရှိန်နဲ့သွားတဲ့လေ့ကျင့်ခန်းတွေပေါ်ပါတဲ့လေ့ကျင့်ခန်းတွေလုပ်ဖို့ချိန်ကြီးနိုင်ပါတယ်ဟုတ်ပြီဒီလိုတေချာချိန်ကြီးလိုက်မယ်ဆိုရင်ဒီစဝန်းကြီးတစ်ခုလုံးဟာအဟံအတားမဟုတ်တော့ပဲစွမ်းဆောင်ရည်ကိုမြင့်ကျင်ပေးတဲ့အထောက်အကူတစ်ခုအဖြစ်ပြောင်းလဲအသုံးချနိုင်မှာဖြစ်ပါတယ်ရှင်တကယ်ကိုလေးနဲ့တဲ့အမြင်ပြောင်းလဲပါပဲဗျာဒီနေ့နှချိုင်းစွာလေးလာခဲ့တဲ့အကြောင်းအရာတွေကနေအနစ်ချူပြန်ကြည့်မယ်ဆိုရင်အမျိုးသမီးတွေရဲ့လေ့ကျင့်ခန်းစွမ်းဆောင်ရည်ဆိုတာဟော်မုန်းစဝန်းနဲ့လုံးဝခွဲခြားလို့မရဘူးဆိုတာထင်ရှားပါတယ်ဟုတ်ပါတယ်ရှင်စွမ်းရည်ကိုဘလို့အသုံးချမလဲဟော်မုန်းတွေကကာဘိုဟိုက်ဒရိတ်တွေကိုဘလို့တောက်ခတ်ထားတယ်လဲဆိုတဲ့အပိုင်းကစားလို့ကိုခါစနစ်ကတန်ဒီသားကိုကာကွယ်ဖို့ဘလို့အတက်အကျဖြစ်တယ်လဲနောက်ပြီးတန်ဒီသားဆေးတွေကအောက်ဆီဂျင်အသုံးချမှုနဲ့ကြွတ်သားတွေရဲ့ဆက်သွယ်ရေးစနစ်ကိုဘလို့တက်ရောက်တယ်လဲအထိအရာအားလုံးကတိတ်ကိုအချိတ်အဆက်မိမိတက်ရောက်နေကြတာပါဗျာဒါရိုးရှင်းတဲ့ရင်တရားတစ်ခုမဟုတ်ပဲတိတ်ကိုတိမ်မွေပြီးအသေးစိတ်ချတဲ့ဇီဝကမ္မထီစင်တစ်ခုဖြစ်နေရကုန်ဒီကနေ့အရေးကြီးတဲ့မေခွန်းတစ်ခုထုတ်ပေါ်လာပါရရှင်လေ့ကျင့်ခန်းရဲ့အားကစားသီးပန်နေပေမှာအမျိုးသမီးတွေရဲ့ကြီးမားလာတဲ့ဟော်မုန်းအပြောင်းအလဲတွေကိုလစ်လျူရှုပြီးအပြောင်းအလဲသိမရှိတဲ့အမျိုးသားတွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုပဲစံထားခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီလေတကယ်ကိုကြာခဲ့ပြီဒီလေးလာမှုတွေကနေစင့်ကျွန်တော်တို့မြင်တွေ့ခဲ့ရတာကအဲ့ဒီလိုတစ်ဖက်သက်စံသတ်မှတ်ချက်ဒီဟာဘလောက်တောင်မာရွေးနေတယ်လဲဆိုတာပါပဲဒါဆိုရင်ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့အခြားသောကျန်းမာရေးစောင့်ရှောက်မှုတွေစေဝါပေးကူတာမှုတွေအစားအသောက်အစီအစဉ်တွေနဲ့လုပ်ငန်းခွင်ကျန်းမာရေးစံသတ်မှတ်ချက်တွေမှာရော
အမျိုးသမီးတွေရဲ့တဘာဝဇီဝကာမဖြစ်စဉ်တွေကိုထဲ့သွင်းစဉ်းစားဖို့ဘယ်လောက်တောင်လူဟင်နေခဲ့ပြီလဲ ဟဲ့လားစဉ်းစားစရာပဲနော် ဟုတ်ပါတယ်ရှင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကိုပုံသေးကားချက်စက်ရံတရားတွေလို့သဘောထားနေတဲ့အမြင်တွေကိုပြောင်းလဲပြီးဒီလိုရှုပ်ထွေးနေနေတဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုအတိအမှတ်ပြုဖို့အချိန်တန်ပြီလားဆိုတာဆက်လက်တွေးတောကြည့်ကြဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အစီအစဉ်ကိုအဆုံးသတ်ချင်ပါတယ်ရှင်